တော်ရွာဇနပုံလေးတစ်ခုရဲ့ဖျားเจ้าတစ်ခုမှာတော့စိုးပြက်ခံကလေးနှစ်ယောက်ကိုဖာသာကောက်ရခဲ့ပါတယ်တယောက်ကတော့ယူနိုလို့အမည်ရပြီးနောက်တစ်ယောက်ကတော့အာစတာပါယူနိုကတင်းငိမ်ပြီးအနေအေးပုံရသလောက်အာစတာကတော့တွက်လက်ချက်ချတဲ့ကလေးပါဖာသာလည်းတနေ့တည်းအတူတူရောက်လာတဲ့ဒီကလေးနှစ်ယောက်ကိုတေချာပြုစုဖို့ရောက်ပြီးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီကဘာကြီးကတော့လူတိုင်းမော်သုံးနိုင်တဲ့ကဘာကြီးပါဒါပေမဲ့ထူးဆန်းသွားပဲအာစတာကတော့ဘာမှမသုံးနိုင်ပါဘူးအာစတာတယောက်သူတို့ဂေဟာကစစ်စရာကိုသဘောကျနေခဲ့တာဖြစ်ပြီးအားရင်အားဆိုစစ်စရာကိုလက်ထပ်ခွင့်တောင်းတတ်ပါသေးတယ်စစ်စရာကတော့အမြဲညင်းနေကြဖြစ်ပြီးသူမမော်ဆွဲနေအာစတာကိုတားတတ်ပါတယ်ဂေဟာမှာတခြားကလေးတွေလည်းရှိပြီးဂေဟာကလူတိုင်းကလည်းမော်သုံးနိုင်တဲ့အပြင်အဲ့ထဲမှာယူနိုကပါရမီပါပြီးထူးချွန်တဲ့ကလေးတယောက်ပါယူနိုကအနေအေးပြီးအရန်ထူးချွန်တာကြောင့်လူတိုင်းကသူ့ကိုသဘောကျကြပေမဲ့အာစတာကတော့အရက်လဲပို့သူတို့ရုပ်လဲဆိုပြီးမော်လဲမရှိတာကြောင့်လူတိုင်းရဲ့ချင်မဲ့ဖြစ်နေပါတယ်ဒါပေမဲ့အာစတာကတော့တခါမှစိတ်အားမငယ်ခဲ့ဘူးသူတို့သူ့မှာမော်မရှိရင်တော့တနေ့မော်ပြင်ဖြစ်လာရမယ်လို့အိမ်မက်နေသူပါအာစတာကလေ့ကျင့်ခန်းနဲ့အပြင်းထန်လုပ်ပြီးမော်ရှိရသူတွေကိုပါရှင်းနိုင်အောင်ကြိုးစားပါတယ်အာစတာနဲ့ယူနိုတို့တွေကအတူတူကြီးပြင်းလာကြတာ15နှစ်တောင်ရှိနေခဲ့ပြီဖြစ်ပြီးအရင်ကဆိုယူနိုကအငိုတန်တဲ့ကလေးတယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာအာစတာတန်ရောင်ဘလက်ဘောနဲ့ပြန်ခေါ်လာပြီးနောက်ပိုင်းမှာယူနိုကအဲ့ကလေးကလုံးဝမငိုတော့ပါဘူးရက်ထဲရွာထဲမှာမော်စာအုပ်ပေးပွဲရှိပြီးအရွယ်ရောက်လာကြတဲ့လူငယ်တိုင်းကကိုပိုင်စာအုပ်တွေကိုလက်ခံကြရပါတယ်အာစတာတို့တွေလည်းအဲ့ထဲကိုရောက်နေကြပြီးလူတိုင်းကအာစတာကိုတွေးလိုက်ကြတာနဲ့အထင်သေးရှုံးကြပါတယ်အာစတာကတော့သူ့ဘဝမှာဒီအခိုက်အတန့်ကိုအမျှော်လင့်ဆုံးပါပဲသူသာမော်စာအုပ်ရရင်မော်ရှိလာတော့မှမလို့ပါဒါပေမဲ့လူတိုင်းမော်စာအုပ်ရသွားကြပြီးသူ့စီကိုတော့မော်စာအုပ်တွေကရောင်လို့တော့မလာကြပါဘူးဘေးကလူတွေလည်းအာစတာကရမဲ့လူမဟုတ်ပဲတိပြီးသားလို့ပြောလာကြပြီးကဲ့ရနေကြစီမှာယူနိုကတော့အမြင့်မြတ်ဆုံးကလိုဗာအရွက်၄ရွက်နဲ့စာအုပ်ကိုရလိုက်ပါတယ်ယူနိုကရွာရဲ့ဂုံဆောင်ဖြစ်လာတော့မယ်လို့ရွာသားတွေပြောလာပြီးအခမ်းအနားလည်းပြီးသွားပြီမလို့လူတိုင်းပြန်သွားကြပါပြီအာစတာတယောက်မော်လည်းမရတဲ့အပြင်မော်စာအုပ်ပါမရတာကြောင့်စိတ်ထဲမှာကြားကျင်သွားပါတယ်ဒါပေမဲ့ခဏသာဖြစ်ပြီးတနေ့မော်ပြင်ဖြစ်လာရမယ်ဆိုတဲ့အိမ်မက်ကတော့အခုချိန်ထိရှိနေတော့မှပဲအဲ့ဒီတစ်ဖက်မှာတော့မြင့်မြတ်တဲ့စာအုပ်ကိုရထားတဲ့ယူနိုကိုမနာလိုနေတဲ့လူမိုက်တချို့ကတားထားပြီးသူတို့ကိုမြင့်မြတ်တဲ့စာအုပ်ပေးဖို့တောင်းလာကြပါတယ်ဒါပေမဲ့မော်စာအုပ်ဆိုတာပိုင်ရှင်ဖြစ်သူပဲသုံးလို့ရတာလို့ယူနိုပြောလာပြီးတစ်ဖက်သူတွေကိုနားချပေမဲ့တစ်ဖက်ကကောင်တွေကတော့စာအုပ်ကိုယူချင်တာယူနိုမော်စာအုပ်ထဲကဂါထာတွေတက်သွားပြီးသူတို့ထက်သာသွားမှာကိုမလိုလားလို့ပါဖြစ်ချင်တော့အဲ့ချိန်မှာပဲတခြားမော်သုံးမျိုးသူတယောက်ရောက်လာပြီးမိမော်သုံးတဲ့တယောက်ကိုချုပ်လိုက်သလိုယူနိုကိုလည်းသူ့တန်ကျိုးတွေနဲ့ချုပ်ထားပါတယ်ယူနိုရဲ့စာအုပ်ကိုယူလိုက်ပြီးဒီစာအုပ်ကသူ့အပိုင်ပဲလို့အဲ့လိုပြောလာပြီးထွက်သွားဖို့ပြင်လိုက်ချိန်မှာအာစတာရောက်လာပြီးတားပါတော့တယ်အာစတာတယောက်မော်စာအုပ်မရခဲ့ပေမဲ့ယူနိုကတော့မြင့်မြတ်တဲ့စာအုပ်ကိုရသွားလို့မနာလို့မဖြစ်ပါဘူးသူ့တငယ်ချင်းရဲ့စာအုပ်ကိုပြန်ပေးလို့တောင်းဆိုလိုက်ပြီးအာစတာတစ်ဖက်ရန်သူနဲ့ရင်ဆိုင်ပါတော့တယ်ဒါပေမဲ့တစ်ဖက်ကကောင်ကလည်းအာစတာကိုတန်ကျိုးတွေနဲ့တိုက်ခိုက်လာပြီးအာစတာပြန်မထနိုင်တော့တဲ့အထိတိုက်ခိုက်လာတာကြောင့်အာစတာလက်လျှော့တော့မလို့ဖြစ်သွားရပါတယ်ဒါပေမဲ့အဲ့အချိန်မှာပဲယူနိုတယောက်အာစတာကသူ့ပြိုင်ပဲမလို့အာစတာကိုအထင်မသေးနဲ့လို့လှမ်းပြောလာခဲ့ပါတယ်အရင်ကဆိုအာစတာကသာအမြဲတမ်းယူနိုကိုသူ့ပြိုင်ပဲလို့ပြောနေခဲ့ပေမဲ့ယူနိုကတခါမှမတုံ့ပြန်ခဲ့ဘူးပါဘူးအခုတော့ယူနိုကသူ့ကိုပြိုင်ပဲအဖြစ်သတ်မှတ်လိုက်တဲ့စကားပြောလာတာမလို့အာစတာစိတ်ဓာတ်ပြန်တက်ကြွလာပြီးအဲ့အချိန်အာစတာစီပိုထူးဆန်းတဲ့မော်စာအုပ်တော့ရောက်လာပါတော့တယ်စာအုပ်ကိုမြင်လိုက်ရတော့ယူနိုလည်းအာစတာကမော်စာအုပ်မရဘူးဆိုတာမဖြစ်နိုင်မှသူသိသားပဲလို့တွေးလိုက်ပါတယ်အထက်ကနေလည်းဓာတ်ချောင်းထွက်လာပြီးတစ်ဖက်ကရန်သူလည်းအာစတာရဲ့စာအုပ်ဖုံးကိုတွေးလိုက်ရပါပြီအဲ့ဒါကတော့ပွင့်ချက်၅ခုနဲ့ကလိုပါပဲပွင့်ချက်၃ခုကချစ်ချင်းမြတ်တာဖြစ်ပြီးပွင့်ချက်၄ခုကကံကောင်းခြင်းမှာဒါပေမဲ့ပွင့်ချက်၅ခုဆိုရင်တော့မကောင်းဆိုးဝါးဖြစ်သွားပါပြီအာစတာကငယ်လေးကတည်းကတွက်လက်ချက်ကြပြီးအရာရာကိုစူးစမ်းလေ့လာရတာသဘောကျတဲ့သူပါအမြဲငုံနေတတ်တဲ့ယူနိုကိုလည်းသူပဲဥဆောင်ပေးခဲ့တာဖြစ်ပြီးယူနိုကလည်းအာစတာလိုတန်မာကျင်ခဲ့ပါတယ်အာစတာကလေးဘဝကလေးကစစ်စတာကိုကြိုက်နေခဲ့တာဖြစ်ပြီးသူကြည်လာရင်လည်းစစ်စတာကိုလက်ထပ်ပေးဖို့အမြဲပြောနေတတ်ပါတယ်ယူနိုကတော့စစ်စတာကတီလာရှင်တယောက်မလို့လက်ထပ်လို့မရဘူးလို့ဘေးကနေပြောလာပေမဲ့အာစတာကလက်မခံချင်နေပါဘူးစစ်စတာကမော်ဘင်းအကြောင်းပုံပြင်ပြောပြခဲ့ပြီးပုံပြင်ထဲကရဲစက်တတိနဲ့ပြေးဝလုံးနဲ့မော်ဘင်းကိုအာစတာအရန်လေးစားအားကြခဲ့ပါတယ်အမော်ဘင်းရဲ့ရုပ်ထုကသူတို့ရွာလေးနဲ့မနီမိုးဝေးမှာရှိနေပြီးအာစတာလည်းအဲရုပ်ထုကိုကြည့်တိုင်းအားတက်ရပါတယ်ဒါကြောင့်သူလည်းအနာဂတ်မှာမော်ဘင်းဖြစ်လာရမယ်ဆိုပြီးအဲ့ဒီကလေးကဆုံးဖြတ်လိုက်ပါတယ်သူသာမော်ဘင်းဖြစ်လာရင်သူတို့နေတဲ့ဂေဟာလေးကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးဂေဟာမှာရှိတဲ့လူတိုင်းကိုလည်းအစားကောင်းအတော့ကောင်းတွေကျွေးကျင်တဲ့အပြင်သူတို့တွေအားလုံးကိုသူကကောက်ဝယ်ပေးသွားခြင်းပါသေးတယ်အဲ့ချိန်ကျရင်စစ်စတာသူ့ကိုလက်ထပ်လာမယ်လို့မျှော်လင့်နေပါတယ်အာစတာတယောက်မော်ကိုထုတ်သုံးနိုင်အောင်ကြိုးစားခဲ့ပေမဲ့မော်ဆွဲရင်ကသူ့စီမှာဘယ်တော့မှရှိမလာပါဘူးမြို့ထဲသွားပြီးအာထုတော်တောင်းရမယ့်စာကအရန်အရေးကြီးတာမလို့မြို့ထဲကိုကလေးတယောက်လှုပ်ဖို့ဖာသာရောက်လာပါတယ်အာစတာတယောက်အရန်သွားခြင်းနေပေမဲ့ဖာသာကသူစိတ်ချရတဲ့ယူနိုကိုပဲသွားပုတ်ခိုင်းပါတယ်အာစတာလည်းညစာစားချိန်ထိယူနိုကိုစောင်းနေပေမဲ့ယူနိုပြန်မလာသေးတာကြောင့်စိတ်ပူနေပြီးသူ့ဘာသာလိုက်သွားကြည့်ပါတယ်အဲ့ချိန်ယူနိုကအာထုတော်တောင်းပြီးပြန်လာတဲ့လမ်းမှာလူရန်ကအရက်သမားတယောက်နဲ့ကြုံနေရပါတယ်အဲ့ရက်သမားကယူနိုလေပင်ကတန်ဖိုးရှိမဲ့ပုံပေါ်တဲ့ဆွဲကြိုးလေးကိုလှူထားပြီးယူနိုလိုကလေးတယောက်ကလည်းသူ့အတွက်ပြန်မဲ့ကောင်းဟုတ်မနေပါဘူးယူနိုတနောင်းပမှန်နဲ့ပြန်မေးပါလို့ပြောပြီးငိုနေချိန်အာစတာရောက်လာပါတော့တယ်အာစတာရောက်လာပြီးယူနိုဆွဲကြိုးကိုယူထားတဲ့လူရန်ကအရက်သမားကိုအလုံးမပေးပဲတိုက်ခိုက်လာပြီးတစ်ဖက်ကအရက်သမားကလည်းအာစတာကိုပြန်ထုနှံလာပြီးဆွဲကြိုးကိုပြန်မပေးပါဘူးဒီဆွဲကြိုးနဲ့သာဆိုသူနောက်ထပ်တစ်ခွက်တစ်ဖလားတော့တောက်လို့ရအောင်မှာမလို့ပါပဲဒါပေမဲ့အာစတာကလည်းအရှုံးပေးတဲ့သူမဟုတ်တာကြောင့်အရက်သမားကိုဇက်တိုက်ပြန်တိုက်နေပြီးကြာလာတော့အရက်သမားလည်းခလေးနဲ့ဖက်ပြီးရန်ဖြစ်နေရတာမလို့ဆွဲကြိုးထားခဲ့ပြီးထွက်သွားပါတော့တယ်အာစတာတယောက်ယူနိုကိုဆွဲကြိုးလေးပြန်ယူပေးလိုက်နိုင်ပြီးသူကမော်ဘင်ဖြစ်လာမှာမလို့သူသာမော်ဘင်ဖြစ်လာရင်ဘာလို့မှကြောက်စရာမလိုတော့ဘူးလို့ယူနိုကိုပြောလာပါတယ်အာစတာတယောက်သူ့မော်စာအုပ်ထဲကဓာတ်နဲ့တစ်ဖက်ကကောင်ကိုပြန်ချလာပြီးတစ်ဖက်ကမော်ဆရာလည်းအဲ့ဓာတ်ကသူ့မော်ဆွဲရင်းတွေကိုဖျက်နိုင်မှသိလိုက်ရတာမလို့ဘလို့မှတော့ပြန်မထိုက်နိုင်တော့ပါဘူးယူနိုလည်းအာစတာသူ့ကိုကဲနေတာဒါနဲ့ဆိုနှစ်ခါရှိပြီလို့ပြောလာပြီးအာစတာကတော့သူ့ရဲ့မော်စာအုပ်လေးကိုအရန်တွေကြည့်နေပါတယ်
သူတို့နှစ်ယောက်တည်းကတယောက်ကအနာဂတ်မှာမော်ပြင်းဖြစ်လာမှာမလို့သူတို့ကပြန်ဘက်တွေပဲလို့အချင်းချင်းပြန်သတ်မှတ်လိုက်ကြပါတယ်။မကောင်းဆိုးဝါးနဲ့ဆိုကြီးလူသားတွေကိုလာတိုက်ခတ်ခဲ့ပြီးမျိုးပြတွေကြေးရွာတွေနဲ့အဖျက်ဆီးခံခဲ့ရပါတယ်။မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်မှုအတွက်မော်စရာလူငယ်လေးတယောက်ကဖယ်ကားမှမသိပေါ်လာပြီးအဲလူငယ်လေးရဲ့အစွမ်းတက်တီကြောင့်မကောင်းဆိုးဝါးကြီးကပြန်တော့မတိုက်ခိုက်နိုင်တော့ပဲမော်စရာလူငယ်လေးအနိုင်ယူတာကိုခံလိုက်ရပါတယ်။အဲဒီကစားပြီးမော်ပြင်းဆိုတာပြစ်ပေါ်လာခဲ့ပြီးနေရာနှံ့ကမော်စရာတွေလည်းပေါ်လာကြတော့မော်မြင့်တက်ဆိုပြီးတော့လည်းရွှေမျိုးတော်မှာပေါ်လာပါတယ်။မော်ပြင်းကမော်စစ်တီမြင့်တဲ့ကိုတက်ကိုအုပ်ချုပ်ပြီးပြည်သူတွေနဲ့တာမီကိုစောက်ရှောက်ပေးတဲ့ပြင်ပြည်သူတွေရဲ့အိမ်မက်ကလည်းမော်ပြင်းလက်အောက်ထဲဝင်လိုကြတာပါပဲ။အာဇာတယောက်ရထားတဲ့စာအုပ်ထက်ကဓာတ်နဲ့လေ့ကျင့်နေပြီးသူ့ကိုနေတိုင်းလာချောင်းနေတဲ့ငှက်ကတုံးတစ်ကောင်လည်းရှိပါတယ်။နောက်6လနေကျင်းပမဲ့မော်မြင့်တဲ့အတွက်မော်စရာရွေးချယ်ပွဲမှာတွားပြိုင်ဖို့အာဇာစူးစမ်းနေတာဖြစ်ပြီးယူနိုကလည်းအာဇာကိုအားကြမခံအတူစူးစမ်းနေခဲ့ပါတယ်။အာဇာကြောင့်ပဲယူနိုလည်းစူးစမ်းခြင်းစိတ်ရှိလာရတာပါ။အာဇာတယောက်သူ့မှာအ ਨੇ ဆုံးမော်စာအုပ်ရှိလာပြီမလို့မော်မြင့်တဲ့ထဲကိုဝင်ရမယ်လို့ဆုံးဖြတ်ထားပြီးတနေ့မော်ပြင်းဖြစ်လာရဖို့ကသူစိတ်ကိုယဉ်နေခဲ့ပါတယ်။တစ်ဖက်ကဖာသာတို့ကတော့ရဲတိုက်ကမော်ဖိုးကြီးနဲ့တွေ့နေပြီးယူနိုကမော်ပြင်းတဲ့ဆောင်ဝေးပွဲကိုအောင်မသေးကြတယ်လို့ပြောလာခဲ့ပါတယ်။မော်ဖိုးကြီးကအာဇာလည်းတွားပြိုင်လိမ့်မယ်လို့ပြောလာပေမဲ့ဖာသာကလက်မခံချင်ပါဘူး။အာဇာလိုဘာမှမရှိတဲ့သူကဘလို့လို့မော်မြင့်တဲ့ထဲကိုဝင်နိုင်မှာလဲဆိုပြီးပြောလာပါတယ်။အမှန်တော့ဖာသာကအာဇာကိုအဝေးပို့လိုက်ရမှာမလို့လားနေခဲ့တာပါ။အာဇာနဲ့ယူနိုဆိုတာမွေးကစားအရွယ်ကလေးကသူ့ဘန်းတို့ဘူးဖြော်ပြီးပြုစုပြောတောင်ပေးခဲ့ရတာမလို့သူသားတွေလိုပါပဲ။ဖာသာကအာဇာကိုဆောင်ဝေးပွဲတွားပြဖို့မလို့ချင်တာကိုတွေ့တော့မော်ဖိုးကြီးလည်းအာဇာသာဆောင်ဝေးပွဲမဖြစ်နိုင်ရင်ပြန်လာမှာပဲမလို့စိတ်မပူနဲ့လို့ဖာသာကိုပြောပေးလာပါတယ်။ဒါကိုကြာမှဖာသာလည်းအာဇာကဆောင်ဝေးပွဲကြမှာချိန်နေပဲမလို့ပြန်လာလိမ့်မယ်လို့ယုံလိုက်ပါတော့တယ်။တစ်ဖက်ကလေ့ကျင့်ပြီးလို့ပြန်လာတဲ့အာဇာနဲ့ယူနိုတို့ကတော့အိမ်ကိုအပြေးပြန်ပြီးပြန်လာကြပြီးတကားနာရောက်ခါနေမှာယူနိုကသူ့ရဲ့လေစွဲနဲ့တားလာတာမလို့အာဇာနောက်ကျသွားပါတယ်။ယူနိုကလည်းတခါတလေအာဇာနဲ့ပတ်သက်လာရင်ခလေးဆန်သွားတတ်ပြီးအာဇာသူနားရှိနေချိန်မှာပိုတက်ကြွနေတတ်ပါတယ်။နောက်နေ့မှာတော့အာဇာလေ့ကျင့်တဲ့နေရာစီနတ်ရောက်လာပါတယ်။နတ်ကြီးကအာဇာကိုမထွက်သွားစေခြင်းပဲသူတို့နဲ့သာအတူတူနေစေခြင်းပါတယ်။ဘလို့ပဲကြည်အာဇာကမော်ပြင်းဖြစ်လာမယ်ဆိုတာမဖြစ်နိုင်တဲ့အရာမှသိတာနေလို့ပါ။အာဇာကတော့အဲစကားတွေကြောင့်လည်းလက်လျှော့မှာမဟုတ်ပဲသူ့အိမ်မက်ကိုသာသူဆက်လျှောက်သွားမှာပါ။အဲဒီညမှာသူတို့အကြိုက်ဆုံးဟင်းတွေဖြစ်တဲ့အာလူးကြော်အာလူးနဲ့အာလူးထောင်းတဲ့အာလူးပိုတွင်းတွေကိုရွာထဲကသူတွေကလာပို့ပေးထားလို့စစ်စားချက်ပေးထားပါတယ်။အများစုကယူနိုအတွက်လာပို့ထားကြတာဖြစ်ပြီးအာဇာကိုတော့စောင်းဝဲဝဲကြရင်အိမ်ပြန်လာခဲ့လို့ဖာသာပြောလာပါတယ်။ဒီနေရာကအမြဲတမ်းမင်းအိမ်ဖြစ်နေမှာပါလို့ဖာသာအခုကတည်းကနှစ်သိမ့်ပေးလာပြီးအာဇာလည်းသူ့အဖေကသူ့ကိုထင်သိနေတာပဲလို့ပြန်ပြောလာပါတယ်။ယူနိုကတော့အောင်မဲဆိုတာချိန်သိနေတာမလို့ဒီစကားတွေကိုပြောစရာကိုမလိုနေပါဘူး။အာဇာကတော့ထုံးစံတိုင်းသူ့သားမော်ပြင်းဖြစ်သူ့ကိုလက်ထပ်ပါလို့စစ်စားကိုပြောလာပြီးစစ်စားလည်းသူမမော်ဆွဲနဲ့တက်ခိုက်ပါတော့တယ်။နောက်နေ့မှာတော့အာဇာနဲ့ယူနိုတို့နှစ်ယောက်ဖျားเจ้าကနေထွက်လာကြပြီးအာဇာသာမော်မြင့်တဲ့ထဲမှာဝင်ခွင့်ရခဲ့ရင်သူလည်းတနေ့မော်မြင့်တဲ့ထဲကိုဝင်လာရမယ်လို့ Nash ပြောလာပါတယ်။ဒီလိုနဲ့အာဇာတို့နှစ်ယောက်ရွှေမျိုးတော်စီခရီးနေခဲ့ကြပါတယ်။ခရီးလမ်းမှာသူတို့နှစ်ယောက်တယောက်ကိုတယောက်အမိပြုတ်ပြီးဖြတ်တန်းလာကြပြီးအာဇာကတော့ထုံးစံအတိုင်းကပောက်တိကပောက်ချတွေပါပဲ။ယူနိုရဲ့လေစွမ်းအားနဲ့သူတို့သွားမဲ့လမ်းမကိုရှာနိုင်ခဲ့ဆိုအာဇာကလည်းသူ့ရဲ့အင်အားနဲ့ကြောက်တုံးကြီးတွေကိုဖြည့်ရှင်းခဲ့ပါသေးတယ်။အာဇာကငါးတကောင်ကိုအတန်းဆန်ဖမ်းနေချိန်မှာယူနိုကသူ့ဆွဲရင်းနဲ့အသာလေးဖမ်းလိုက်ရုံပါပဲ။သူတို့နှစ်ယောက်ရဲ့ဆွဲရင်ချင်းကတိတိတတ်တာကွာခြားနေပေမဲ့အာဇာကဘယ်တော့မှစိတ်ထဲမထားပါဘူး။ယူနိုကလည်းအာဇာအပေါ်ဘယ်တော့မှအထင်မသေးခဲ့ပါဘူး။တရုံနဲ့လက်မလျှော့တဲ့အာဇာကိုယူနိုဆွဲထားရပြီးရွှေမျိုးတော်ကိုကောင်းကောင်းမွန်မွန်ရောက်ချင်ပါသေးတယ်။ဒီလိုနဲ့သူတို့တွေနောက်ဆုံးမှာတော့ရွှေမျိုးတော်ကိုရောက်လာကြပြီဖြစ်ပြီးရွှေမျိုးတော်မှာအနာဂတ်မျိုးဆက်သစ်လေးတွေရဲ့မော်မြင့်တဲ့ပြိုင်ပွဲအတွက်ကျင်းပနေကြပါပြီ။ဒီအပိုင်းလေးရောက်ဒီမှာပြည့်စုံသွားပါပြီဗျ။နောက်ပိုင်းလည်းတူတူပြန်လာခဲ့ပါမယ်။ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။